ကျမတို့မြန်မာလူမျိုးတွေရဲ့ထမင်းဝိုင်းမှာရင်းနှီးပြီးသားဖြစ်တယ်။ဒါပေမဲ့ဒီအရွက်လေးမှာဘလို့ကျမ်းမာရေးအကျိုးကျေးဇူးတွေရှိနိုင်တယ်ဆိုတာလူတိုင်းကမသိကြသေးပါဘူး။အဲ့ဒါကတော့စူပုတ်ရွက်ပါ။စူပုတ်ရွက်ကိုတချို့နေရာတွေမှာဟင်းချိုအကျော်အတုတ်တွေအဖြစ်စားသုံးကြပါတယ်။အရသာကောင်းယုံသားမကအပင်အားရရှိတဲ့အာဟာရဓာတ်တွေကြောင့်ကျန်းမာရေးအတွက်လည်းစိတ်ဝင်စားစရာကောင်းတဲ့အရွက်တစ်မျိုးဖြစ်ပါတယ်။ဒီနေ့မှာတော့စူပုတ်ရွက်ရဲ့ကျန်းမာရေးအကျိုးကျေးဇူးနဲ့ကောင်းကျိုးဆိုးကျိုးတွေကိုမျှဝေပေးမှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုဖို့အတွက်ဖိတ်ခေါ်လိုက်ပါတယ်ရှင်။စူပုတ်ရွက်ကိုအညွန့်ကိုပဲစားကြတာများပါတယ်။အရွက်ကအနံ့တော်နည်းနည်းပြင်းတာမို့တချို့လူအ ਨੇ စုကမကြိုက်ကြပါဘူး။တကယ်တော့စူပုတ်ရွက်ကကြိုက်သူတွေအတွက်တော့အနံ့အရာသာနဲ့ပြည့်စုံတဲ့အရွက်တစ်ခုဖြစ်တဲ့အပြင်ကျန်းမာရေးအတွက်လည်းအလွန်ကောင်းတဲ့အရွက်ဖြစ်ပါတယ်။စူပုတ်ရွက်မှာပါတဲ့အာဟာရဓာတ်တွေဆိုရင်ဗီတာမင် A, ကယ်လ်ဆီယမ်, ဖော့စဖေတ်, ဗီတာမင် C, ဗီတာမင် B အမြင့်ဓာတ်တန်ဓာတ်တို့ပါဝင်ပါတယ်။စူပုတ်ရွက်ကကျန်းမာရေးကောင်းစေသလားဆိုတော့ဟုတ်ပါတယ်။စူပုတ်ရွက်ကအရက်တွင်မဟုတ်ပဲပင်စီအခုတ်တွေကအစဆေးဘက်ဝင်တာပါ။စူပုတ်ကတဖုံးသွေးရတာတွေကိုတတ်တာစေပြီးတော့တဖုံးတွေကိုကျန်းမာစေနိုင်ပါတယ်။ဂရင်းတွေကပိုးတွေကိုလည်းဖယ်ရှားပေးနိုင်ပါတယ်။ကယ်လ်ဆီယမ်ပါဝင်နေတာကြောင့်သွားတွေကိုလည်းကြန့်ခိုင်စေဖို့ထောက်ကူပြုပါတယ်။ဂရင်းကျန်းမာစေဖို့လည်းအထောက်ကူပြုပါတယ်။စူပုတ်ရွက်မှာကယ်လ်ဆီယမ်လည်းပါဝင်တာကြောင့်အယိုးတွေကိုတန်မာစေပြီးအယိုးပါတာအယိုးပွားတာမျိုးမဖြစ်အောင်လည်းကာကွယ်ပေးပါတယ်။ပန်းနာရင်ကျန်တတ်တာစေဖို့အတွက်လည်းစူပုတ်ခိုင်းကကြိတ်ပြီးပန်းနာရင်ကျန်တတ်တာစေဖို့အသုံးပြုလို့ရပါတယ်။ဗီတာမင် C ပါဝင်နေတာကြောင့်လည်းကိုယ်ခံအားကောင်းစေဖို့အထောက်အကူပေးပါတယ်။ဖျားနာတာတွေအေးမိတာတွေမဖြစ်စေဖို့လည်းကာကွယ်ပေးနိုင်ပါသေးတယ်။စူပုတ်ရွက်နုနုလေးတွေကိုစားပေးတာကကိုယ်လက်ကိုက်ခဲတာတွေကိုလည်းတတ်တာစေဖို့အထောက်အကူပြုပါတယ်။စူပုတ်ရွက်မှာတန်ဓာတ်ပါဝင်နေတာကြောင့်လည်းသွေးနီဥဆဲတွေကိုဖြစ်ပေါ်စေပြီးတော့သွေးအားကောင်းမှုကိုထောက်ကူပေးပါတယ်။ကိုယ်ရင်းမှအောက်ဆီဂျင်ကိုလည်းပြေးဝစေဖို့အတွက်အထောက်အကူပြုပါတယ်။စူပုတ်ပင်ရဲ့အခောက်ကိုတောက်ပေးခြင်းကလည်းဝမ်းပြတ်ဝမ်းလျှောယောဂကိုသက်သာစေတယ်လို့လည်းတွေ့ရှိရပါတယ်။စူပုတ်ပင်ရဲ့အခောက်ကိုသွေးပြီးလိမ့်ပေးတာတောက်ပေးတာတွေကအဆစ်ရောင်နာကိုလည်းသက်သာစေနိုင်တယ်လို့လည်းတွေ့ရှိရပါတယ်။စူပုတ်ရွက်လိုအရွက်နဲ့ဟင်းသီးဟင်းရွက်တွေမှာအမြင့်ဓာတ်ပါဝင်နိုင်ပါတယ်။အမြင့်ဓာတ်ဟာအစာခြေစနစ်ပုံမှန်ဖြစ်ဖို့အရေးကြီးပါတယ်။အမြင့်ဓာတ်ပါတဲ့အစားအစာတွေကိုစားသုံးခြင်းကဝမ်းမှန်စေဖို့ဥလန်းချောင်းကျန်းမာရေးအတွက်အထောက်အကူဖြစ်နိုင်ပါတယ်။ဒါကြောင့်ဟင်းသီးဟင်းရွက်မျိုးစုံစားသုံးခြင်းကနေ့စဉ်ကျန်းမာရေးအတွက်အရေးကြီးပါတယ်။အသားရည်ကျန်းမာရေးအတွက်လည်းအစားအစာကအရေးကြီးပါတယ်။အန်တီအောက်ဆီဒန့်ပါဝင်တဲ့အပင်စားအစားအစာတွေဟာခန္ဓာကိုယ်ဆဲတွေကိုထောက်ပံ့ပေးနိုင်ပါတယ်။လှပတဲ့အသားရည်ဆိုတာအပြင်ကလိမ့်နာတယ်မဟုတ်ပဲအတွင်းကအာဟာရဓာတ်ကလည်းအရေးကြီးပါတယ်။စူပုတ်ရွက်ကကျန်းမာရေးအတွက်အကျိုးများတယ်ဆိုပေမဲ့စီးကြိုရှိသူတွေသွေးတိုးရှိသူတွေကလေးငယ်တွေကိုယ်ဝန်ဆောင်မိခင်တွေယောဂအခန်းတစ်ခုခုရှိသူတွေအနေနဲ့ဆရာဝန်နဲ့တေချာတိုင်ပင်ပြီးမှစားသုံးသင့်ပါတယ်စူပုတ်ရွက်ကကျန်းမာရေးအတွက်အကျိုးများတာမှန်ပေမဲ့အလွန်ကျွံစားသုံးမယ်ဆိုရင်တော့အော့အန်နာတွေမအီမသာဖြစ်တာစိတ်ခံစားမှုမကောင်းတာမျိုးတွေခံစားရနိုင်ပါတယ်။စူပုတ်ရွက်ဟာဈေးကြီးတဲ့အစားအစာမဟုတ်ပေမဲ့မြန်မာတို့ရဲ့ရိုးရာစားသုံးမှုတွေကတန်မိုးရှိတဲ့အရွက်တစ်မျိုးပါ။တဘာဝအစားအစာတွေကိုနားလည်ပြီးတင့်တင့်စွာစားသုံးခြင်းကကျန်းမာရေးကောင်းဖို့အရေးကြီးပါတယ်။ကျမတို့ရဲ့မိဖို့ကြောင့်မှရှိတဲ့တဘာဝဟင်းသီးဟင်းရွက်တွေဟာဆိုရင်အလွန်တရာမှတန်ဖိုးရှိလာပါတယ်။
။ဒါကြောင့်နောက်ရက်တွေမှာလည်းဘလို့ဟင်းသီးဟင်းရွက်လေးတွေရဲ့ဘူတုတလေးတွေကိုမျှဝေပေးမလဲဆိုတာကိုကျမတို့ရဲ့ channel လေးကို subscribe လေးလုပ်ပြီးဘေးက notification ခေါင်းလောင်းလေးနှိပ်ပြီးတော့စောင့်ကြည့်ပေးကြပါအောင်ရှင်။ကြည့်ရှုနားဆင်ပေးကြသူတူတယောက်ချင်းစီကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။နောက်ဗီဒီယိုလေးတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်။ကျမ်းမာရေးကောင်းမွန်စွာနေထိုင်နိုင်ကြပါစေ။